အားလုံးပဲမင်္ဂလာပါအခုလက်တလုံးမှာ YouTube error တွေဖြစ်ပေါ်တတ်တဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် YouTube မှာဆိုလို့ရှိရင်ဘာကြောင့် video file တွေကြည့်လို့မရတော့တာလဲနောက်ပြီးတော့အတန်ထွက်ပြီးတော့ရုပ်တွေမပေါ်ရတာလဲဆိုတော့ error လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် YouTube မှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးရုပ်ကလေးတွေအတန်လေးတွေမပေါ်တော့ဘူးဆိုလို့ရှိရင်ဘယ်အောင်နှိမ့်ရမလဲဆိုလို့ရှိရင် setting လေးကိုသွားပေးပါ YouTube setting လေးကိုရောက်တဲ့အခါမှာအောက်ဆုံးလေးကိုသွားလိုက်လို့ရှိရင်သူကClear Watch History ဆိုတာလေးတွေ့ပါလိမ့်မယ် Clear Watch History လေးကိုတစ်ခေါက် Clear Watch History လုပ်ပေးပါနောက်တစ်ခုကတော့ Clear Search History ကိုလုပ်ပေးရမှာဖြစ်ပါတယ်ဒီနှစ်ခုကိုလုပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ YouTube မှာပေါ့နော်ရုပ်တွေအပြည့်အသက်တွေပြန်ပေါ်လာမှာပဲဖြစ်ပါတယ်အကယ်၍များမပေါ်ဘူးဆိုတာကဘာလို့များမပေါ်တာလဲဆိုရင်ညီမတို့ဒီ YouTube မှာပေါ့နော် clear လုံးမထားတဲ့အတွက်ကြောင့်မလို့ပေါ်နေတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့သူတို့မှာကြည့်ထားတဲ့ဟာတွေများနေတာကြောင့်ပဲဖြစ်နိုင်ပါတယ်အဆုံးတစ်ခုတတိထားရမှာကတော့ reset application ဆိုတဲ့ဟာလေးကိုမနှိပ်ဖို့တတိပြုစီလိုပါတယ်။ဘာဖြစ်လို့လဲဆိုရင် reset application နှိပ်လိုက်ပြီဆိုလို့ရှိရင်မိမိချိတ်ဆက်ထားတဲ့ account နဲ့ထွက်သွားမှာဖြစ်တဲ့ကြောင့်မလို့ reset application လေးကိုမနှိပ်ပေးဖို့ကြံပြုချင်ပါတယ်ရှင်။